ဒီမှာကအောက်ပိုင်းလုံးမလို့တဲ့22နှစ်ဝေနာရှင်လေးပါဘလို့နေတော့ဘလို့နေတော့တက်တာလားတက်တာပဲနော်ချောက်တွေလှုပ်လို့ရပြီလားလှုပ်လို့ရရယ်နော်စလာတော့မရဘူးနော်ရလားစလာတော့လှုပ်လို့ရလားမရဘူးခုလှုပ်ပြအောင်ချောက်လေးချောက်ဒူးထောင်ဟုတ်ပြီတစ်ဖက်ထောင်ပြီကိုပဲရောထောင်ဟုတ်ပြီခြိစင်းပြန်ထောင်မကြခင်လမ်းလျှောက်တော့မှာပါတော်တော်လေးကိုသိတာလာပါပြီဟုတ်ကဲ့လုံးပြန်စင်းစတော့အဲ့လိုတော့လှုပ်ရလားမရဘူးเนาะဒီမဲ့သမီးရဲ့ဒီဖန်တွေကများတယ်စိတ်ပူပေးနေကြတာဘယ်လိုပြောချင်တော့ပြောလိုက်စိတ်ပူပေးတာကျေးဇူးတင်ပါတယ်เนาะမကြခင်သမီးလမ်းလျှောက်တော့မှာပါလို့ဟုတ်လားလမ်းလျှောက်တော့မှာเนาะလမ်းလျှောက်မလို့ယုံကြည်ရမလားယုံကြည်တယ်ဟုတ်ပြီခုနေထားတော်တော်လေးကောင်းလာပြီလေเนาะလမ်းလျှောက်တော့မှာပဲလေချောက်တွေလှုပ်ချောက်လှုပ်ဒီဘက်ချောက်လှုပ်ဒူးထောင်မရဒူးထောင်ဟုတ်ပြီဒီဘယ်ရောထောင်ဟုတ်တယ်စတော့အဲ့လိုအဓိကထောင်လိုက်စမ်းလိုက်ရရင်လမ်းလျှောက်လို့ရပြီစမ်းမယ်ဟုတ်ပြီ9ကလောက်လုပ်ပြပါအောင်သမီးဖန်နေအများကြီးပဲเนาะအဲ့လိုဒူးထောင်တာတွေစက်နာတွေပေါ်နဲ့ထောင်ရတာလားအာတာကြီးစိုက်ပြီးထောင်ရတာလားပေါ်နဲ့ထောင်ရတာเนาะသမီးမိတ်ဆွေတွေစိတ်ကူတဲ့ပေးသက်တွေကိုဘယ်လိုပြောရင်နော်ကျေးဇူးတင်ပါမကြခင်ပြန်ကောင်းတော့မှာလို့ပြောလိုက်ဟုတ်လားမကြခင်ပြန်ကောင်းတော့မှာနော်ဆရာတို့ယုံကြည်တယ်မလားယုံကြည်ရနော်တော်တော်လေးသိတာကဲမိခင်ဖြစ်သူမေးကြည့်ပါရပြောဘယ်လိုနေတော့ကိုသမီးဒီလိုဖြစ်တဲ့ဟာဘယ်လိုစစ်နေရောက်သွားတော့ဆက်ချင်းဖြစ်တော့မလုံနိုင်ဘူးပေါ့ဆရာကူပြီးတဲ့နောက်ပိုင်းမှာတော့လုံနိုင်သွားပြီလုံနိုင်သွားဒူးတဲ့ထောင်လေးရရနော်ဒူးတဲ့မျိုးတော့အောင်မြင်ပါတယ်နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ဒီသမီးရဲ့ဖန်နေတာဒါအများစိတ်ပူပေးနေကြတာအဲ့လိုပေးသက်တွေကိုဘယ်လိုပြောချင်ပါလဲဒီမှာလည်းပြောတတ်တော့ကျေးဇူးတင်ပါတယ်လို့ပြောစိတ်ပူပေးတဲ့အတွက်နော်စိတ်ပူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ပါကဲတက်တာလို့